အားလုံးပဲမင်္ဂလာပါဗျဒီနေ့တော့ကျွန်တော်ရဲ့ကိုကရင်ရဲ့ချက်ကင်းနဲ့သမင်းစားပြပါမှာဖြစ်ပါတယ်ခင်ဗျကဲကြည့်လိုက်အောင်အင်းကတော့ထူထူမပါပါဗျအချက်ကင်းရဲ့အချင်းရဲ့တင်းငင်းဝါရဲ့တို့စရာထားပဲမပြီးလေးမပါလိုက်အောင်ငယ်မပြီးလေးနဲ့ဆိုဘုံမိုက်တော့မပြီးကြိုချင်မရလို့အပြန်လာချက်ကြောဝဲချက်ကင်ဝဲလာမရောက်စမ်းကိုကရင်ကြီးကတော့ကျွန်တော်ထက်ကိုသမင်းနှစ်ပြန်လောက်ကိုစားနိုင်ပါသူကတော့အမြဲတမ်းလိုပဲအဲ့စလုံးကြီးအကုန်ပဲသူမရောကျွန်တော်မစားနိုင်သူပါဟင်းနဲ့လာကုန်ကြီးကတော့စားနိုင်တာအားကြနေတော့အများပြန်လာပြီးတော့ဘာမှမစားခဲ့ရလို့ချက်ကင်ဝင်လာပြီးခုမှပဲတဲ့တန်ဆွဲနေတော့จะရိုးအပြန်ကြိုက်နေပါတက်ကစားလို့လည်းကောင်းမှုလည်းသူတို့กินလာဘလို့กินလည်းမသိသူတို့စားလို့ကောင်းမှုနေကိုဘာသာกินလာကြတော့လို့အကောင်လိုက်กินကြတဲ့တိတ်စမ်းတယ်စမ်းမကောင်းတယ်လို့ချင်းရကိုဘာသာခံရမှပြန်လုပ်လိုက်တယ်ယူဒီချက်သွင်းနေနဲ့တနံပဲနဲ့တမယရင်နဲ့ချင်းဆက်ဒီချက်ကင်တန်နေပဲ119ပဲရှိတာကျွန်တော်ဈေးမှာဝယ်လို့ရှင်အဲ့လိုအကောင်ဆိုလို့ရှင်130လောက်ရှိဒါမကင်ရသေးဘူးအစိမ်းရှိတာကင်ပြီးသား119ပဲရှိတော့တန်တယ်ညမနဲ့ဆွဲရတယ်ဗီဒီယိုရိုက်တော့2ယောက်စကားပြောတဲ့အတန်ကမပါမလားဘူးရအဲ့တော့မိုက်ချိတ်ထားရတာအတန်ပါမလားဘူးစက်တင်ကမိုက်ကအတန်ပိတ်နေတွေ့ audio ပိတ်အဲ့တော့ဗီဒီယိုရိုက်ပြီးမှတည်တယ်အတန်မပါလားအဲ့တော့အတန်ပြန်တွန်းပြီးနောက်ခံတန်းစင်ထည့်ရနည်းနည်းလေးဖိတ်ရှိတိခံပြီးကြည့်ပေးကြပါကိုကရင်စားတော့တကယ်အားရအလုံးတစ်ခက်အကြည့်ဆွဲလိုက်ရအားရပါရ
ဗီဒီယိုရိုက်တော့ပြင်လို့လည်းပြောတယ်ဗျဒီချက်ကင်ဘယ်လိုခေါ်လဲချင်းဘယ်လိုခေါ်လဲတင်းကြီးဘယ်လိုခေါ်လဲအကုန်သူပြောပြတယ်ဗီဒီယိုမှာအတန်ဖမ်းနေတာအတန်ပါမသွားလို့အဲ့တကားပြောရတယ်ပြောက်သွားကျွန်တော်အချင်းလေးနဲ့တိုးလိုက်ရမှာအချင်းမပိုင်းနဲ့လောက်မှာဥပဒေအချင်းလေးရောက်မှလုပ်လိုက်ရအချင်းလေးနဲ့ဆိုတော့ချင်းဆက်ဆက်မွေးနေအောင်တုံးကျအနန္တမြို့ကြီးစိတ်အနန္တကျွန်တော်တို့ရေသမဆိုင်ရေဘူးအနားမှာချပြီးသားပဲအင်းညိုပါလည်းမရရေတောက်ရမှာရေမတောက်ရတာနဲ့မရရေလေးတောက်လိုက်ရမှာရကိုကင်းထမင်းတလုံးတော့ကိုနှစ်ပြန်လောက်ထည့်တာမှာနည်းနည်းပဲကျန်တော့ဆွဲတော့မှမင်းနဲ့သူလည်းရေးချသူလည်းနင်းနေပြီကိုကျွန်တော်တို့စားနေတဲ့ဗီဒီယိုကြည့်နေတဲ့သူကဘာလိုမျိုးတွေလဲပြောခဲ့ကြပါဦးကျွန်တော်တို့ပမာဟိုဝတ်တော့ကြတော့ကိုကရင်ပါဗျကျွန်တော်တို့အရင်လိုက်ပတ်နေတဲ့တကယ်ချင်းတွေပေါ့စားမယ်ဆိုလဲစားမယ်ပဲသွားမယ်ဆိုလဲသွားမယ်ပဲအတိုင်းဖောက်ကြီးတယ်ပေါ့ကျွန်တော်ရဲ့ဒီ Win Cooking Blog Channel ရဲ့ Facebook page ကျွန်တော်နှစ်ခုရှိတယ်ဗျ Facebook page လည်းဒီ logo နဲ့ပဲဒီ channel name နဲ့ပဲသွားတာ Facebook page နဲ့အတူတူပဲ Facebook မှာပဲကြည့် YouTube မှာပဲကြည့်ကျွန်တော်ရဲ့ page လေးကျွန်တော်ရဲ့ channel လေးတွေတွေ့လို့ရှင် like and subscribe လေး like and follow လေးလည်းလုပ်ခဲ့ကြပါအောင်လို့လည်းတောင်းဆိုပါတယ်ဗျာနောက်ထပ်တင်မဲ့အတစ်တော့ဗီဒီယိုလည်းမကြတင်နိုင်အောင်ကြိုးစားသွားပါမယ်လို့ပြောလိုပါတယ်နောက်ပြီးတော့ကျွန်တော်ခေါင်းရည်လုံးကြီးလည်းဒီကျင်လည်းရှင်လည်းမှတ်ခဲ့ကြအောင်တော့ကျွန်တော်ခေါင်းရည်တခြားလုပ်ပြမယ်ခေါင်းချင်းနဲ့တစ်ခါလုပ်ပြမယ်နောက်ကြလို့ရှင်သမင်းနဲ့လည်းတစ်ခါလုပ်ပြမယ်ကျွန်တော်ခေါင်းရည်လုပ်ပြီးကိုယ့်ဘာလို့တောက်တာအရင်တောက်လို့လည်းကောင်းတယ်အဲ့ဒါကြီးလာပြီးတော့လည်းညီလေးမျှဝင်နေကျွန်တော်လုပ်ပြအောင်မယ်ကျွန်တော်လည်းဒီ channel နဲ့ပြရလုပ်နေတာတနည်းတော့ကြောလာပြီပြောအောင်တနည်းခွဲလောက်ရှိနေပြီဗျဝဒနာပါတော့ပတ်စံရတာမရတာတော့လောလောဆယ်ပတ်စံလည်းရလည်းမရသေးဘူး Facebook လည်းမရ YouTube လည်းမရဘယ်မှမရဝဒနာလည်းပါအဲ့လိုမျိုး social media မှာဟိုဒီဖန်တီးပြီးတင်နေရတော့သဘောကျအဲ့ကြောင့်ကျွန်တော်တိုင်ဖောင်းကြီးနဲ့ပြီးတော့စပြတာပေါ့ဟိုတုန်းကတော့ကျွန်တော်ဟာတာတွေပဲလုပ်တယ်ဟာတာ reaction တွေလုပ်တယ်ဟာတာ reaction တို့ညဗီဒီယိုတွေကျွန်တော်လည်းရှင်မသုံးချင်တော့လို့ပြီးတော့ကိုပိုင်ကိုကင်း channel လုပ်ပြီးတော့အစားတိုင်းနေပါတယ်ကိုထုတ်လိုက်တယ်အဲ့လိုပဲကိုကတော့ရှိသွားတော့မယ်လို့သုံးဖြတ်လိုက်လို့အခုကြည့်ဒီဗီဒီယိုကြည့်နေရတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုချိန်နေတဲ့သဘောကျတယ်ဆိုရင် like and share လေးလည်းလုပ်ပါအောင်လို့တောင်းဆိုပါရစေ
Facebook မှာပဲဖြစ်ဖြစ် YouTube မှာပဲဖြစ်ဖြစ်တွေ့လို့ရှိရင် like follow like subscribe လေးလည်းလုပ်ခဲ့ပါအောင်လို့တောင်းဆိုပါတယ်ဗျကျွန်တော်တို့အများအားဗီဒီယိုတွေတင်ဆက်သွားနိုင်အောင်လည်းအများအားကြိုးစားသွားပါမယ်လို့ကိုတော့နှစ်ယောက်လုံးပကံနဲ့ရှိရလဲပြောင်းသွားပါပြီတမညာဆက်လဲလို့လည်းပိုက်တယ်လိုက်ဤလန်ကုန်ပါပဲဒီဗီဒီယိုလေးကိုအဆုံးထိအောင်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။နောက်လဲကျွန်တော်တို့ရဲ့အတစ်တစ်ဗီဒီယိုလေးတွေစောင့်မျှော်အားပေးကြပါအောင်လို့တောင်းဆိုပါတယ်ဗျ။ Bye bye